မင်္ဂလာပါရှင်သမီးကတော့အထက်ကနေပစုံနောက်ပြစ်မာတဲ့အကြောင်းသူလေးမချောတလက်ပီတီဖြစ်ပါတယ်ရှင်သမီးခုပြောမဲ့ပုံပြင်လေးကတော့38ဖြာမင်္ဂလာပုံပြင်များတဲ့ကအမြင်မတော်သူဆိုတဲ့ပုံပြင်လေးဖြစ်ပါလေရှင်ဟိုးရှိတော့ငါပေါ့ကွယ်ဘာရနတိဖြေကတုတ်တန်တစ်ခုမှာဆန္ဒလာလီမယား2ယောက်ရှိတဲ့ကွယ်တနေ့တော့ဆန္ဒလာရဲ့မယားကတရက်တိစားခြင်းနဲ့ချင်းချင်းဖြစ်တဲ့ချင်းချင်းတက်တယ်ဆိုတာဒါကိုပဲအရန်စားခြင်းနေတာမျိုးပေါ့ကွယ်ဒါနဲ့သူ့ယောက်ျားကိုတရက်တိရအောင်ရှာခုပေးဖို့ပူဇာတော့တဲ့ဆန္ဒလာယောက်ျားလဲတရက်တိပေါ်ခြင်းမဟုတ်လို့ရှိမှာမဟုတ်ဘူးအခြားအသင်းတော်ကိုပဲစားဖို့ပြောတဲ့ဒါကိုသူ့မိမကနားမထောင်ပဲတရက်တိမှမစားရရင်တရားတော့မှာပါလို့အတင်းပူဇာနေတော့ဆန္ဒလာလဲဒီသားတော့ပဲမရအလိုကိုလိုက်ပြီးတရက်တိရှာထွက်ခဲ့ရတော့တဲ့ကွယ်ရှင်မညနာလည်းမကောင်းပါဘူးဘာဖြစ်လို့လဲကိုကြီးရှင်ကျမတကယ်လည်းမေတ္တာရှိရလားအော်ရှင်မရဲ့တကယ်မေတ္တာရှိလို့ရှင်မစားဖို့တောက်ဖို့ဝိဖို့ရအောင်ကိုယ်တိုင်ပြင်မဲ့ခံပြီးလုပ်နေတာပေါ့စင်းရကမရဆိုဘူးလေဘယ်တော့မှများရှင်မထမင်းငတ်ဘူးလို့လေစားစရာမရှိရင်ကိုယ်တိုင်ငတ်ခံပြီးရှင်မကိုကျူးပြတာသိရမို့လားအေးဒါတော့ဒါပေါ့ရှင်အခုလေကျမတရက်တိအရန်စားတယ်ချင်းချင်းဖြစ်နေတယ်အဲ့ဒါကိုကြီးရှာပေးပါလားရပါလေရှာပေးမှာဟင်ဒါပေမဲ့တရားကြီးကတောင်းနေရကြရင်မို့လားရှင်မရှာလို့ရပါတော့မလားဟေးရှင်ရအောင်ရှာပေးရမှာပဲတရားကြီးမစားနဲ့တို့ရထိတ်ကမကြီးပြမှာမကြီးသေးရရှိကျုပ်တော့ခုပြီမကြီးသေးတဲ့ချင်တာပဲအဲ့ဒါပဲစားနော်ဘာချင်းရမှာလဲကျမတရက်တိပဲစားချင်တာတရက်တိမှမစားရတရားလိမ့်မယ်ထင်တယ်ချက်ဖန်လေးရှာပေးပါကိုကြီးတေတော့မသေးလိုက်ပါနဲ့ကွာငါရအောင်ရှာကြည့်ပါမယ်မင်းသေးသွားလို့ရှိရင်ငါတယောက်တည်းပြင်း6နဲ့ကြံခဲ့မှာဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရှင်တရက်တိရအောင်ရှာခုပေးရမှာတရက်တိရမှာအဲ့ရောကြမလားနဲ့အဲ့ဒါမှဒုက္ခပဲကွာဆန္ဒလာယောက်ျားလဲနေရာကိုချစ်လို့သာတရက်တိရအောင်ရှာခုပေးမယ်လို့ကြိပေးခဲ့ပြီးနဲ့အချိန်ကမဟုတ်တော့ဘယ်မှရှာမတွေ့ဘူးပေါ့ကွယ်ဒီအချိန်မှာဘီယုံဝင်တော်ထဲမှာတရက်တိရှိနိုင်မယ်လို့သတင်းကြတော့ဆန္ဒလာဟာဘီယုံဝင်တော်ထဲမှာသွားခုဖို့ဆုံးဖြတ်လိုက်တဲ့ကွယ်ဒီမိန်းမလေးတော့ခတ်တော့တာပဲဈေးတကချက်တကလည်းနှံ့နေဒီချင်းကတရက်တိအချိန်မှမဟုတ်ဘယ်မှာရှာရမလဲအော်ဘီဥယျာဉ်တော့မှရှိမလားမသိရှိရင်တော့တစ်လုံးတော့ခိုးကူးရရင်ကောင်းမယ်ပြောနေကြရင်သွားရှာလာဦးမယ်လို့စားပါလိုက်ရဲ့ဥယျာဉ်တော်ကြီးထဲမှာလည်းအတရက်တိတွေနဲ့ဒီတရက်တိတွေကိုတစ်လုံးတော့ခိုးကူးပြီးတော့တမာလေးကိုကျွေးလိုက်ရင်တော့ရွှေအေးသွားပါပဲပြောနေကြတယ်လူ၄ပါးလက်တော့သွားခူးလိုက်အောင်မယ်ဒီအချိန်မှာဘာရနတိမင်းကြီးဟာဘေးဒီပညာသင်မိုးတွင်ပရဟိပုံနာနဲ့တူဥယျာဉ်တော်တဲ့ကိုကြွချီလာတော့တဲ့ကွယ်မင်းကြီးနဲ့ပရဟိပုံနာဟာဆန္ဒလာပုံနေတဲ့တရက်ပင်ရဲ့ချီရဲမှာထိုင်ပြီးတင်းနေကြတာပေါ့ကွယ်ဆရာကနေနေနေရာမှာထိုင်တပည့်ကမြင်းတဲ့နေရာမှာထိုင်ပြီးတင်းနေတာကိုကြည့်ပြီးဆန္ဒလာဟာသူ့အမားကိုလည်းဆင်ခြင်ပြီးမင်းကြီးနဲ့ပရဟိရဲ့အမားကိုလည်းမြင်းပြီးစပ်ပုံမနေနိုင်တော့ပဲတိပေဘောကဆင်းပြီးဗရှင်ကိုချစ်ဖို့လျှောက်ထားတဲ့ကွယ်ပြောဟဲ့ဒီနေ့လက္ခဏာကျပြီးသွားရင်ဒီရင်ကျန်းလေးတစ်ခုတည်းရှားရမှန်လားပါဗျာကောင်းကင်မှာရှိနေတဲ့နက္ခတ္တတွေသွားလာကိုကြည့်ပြီးရာသီဥတုကောင်းမကောင်းတားရဲကြည့်ရတာယာမတာယာဘူးဆိုတာကိုတွက်ချက်နိုင်ပါလေဗျာနေရသူမပြေးလိုက်တာဆရာကအောက်ကဘဲကအမြင့်ရတယ်လှုပ်တင်တာလေလှုပ်နေကြတာပဲငါလည်းမားတာပဲလှုပ်တင်တာကိုလှုပ်မိတာပဲဘရင်တည့်ခိုးမိတာရှင်မင်းကြီးကျွန်တော်မျိုးကိုတီးခတ်ခွတ်လို့တော်မူပါဗျာဟဲ့အပင်မောကဆင်းလာမောင်မရဘူးရောကျွန်တော်မျိုးကအရှင်မင်းကြီးရဲ့တရားတီးကိုခိုးယူဖို့အကြံစီနဲ့ရောက်နေရပါဗျာကျွန်တော်မျိုးကကိုစစ်တရားဖောက်ရှားပြီးတဲ့အတွက်အရှင်းထံဝင်ချတောင်းပန်လာပါဗျာကဲအမားသိရဆိုလဲငါကိုတော့ခွင့်လွတ်တော်မူရဲ့သွား
နောင်တမိုးလုံးနဲ့ကြားလားမှန်လားပါကျွန်တော်မျိုးကိုချင်းတရားဖောက်ပြမိတယ်လို့မင်းကြီးနဲ့ပရောဟိတ်တို့လည်းစုံတစ်ခုမှားရနေတော့ပါဗျာ ဆက်ဆက်ငါဘာများမှားနေပြီလဲ လျှောက်တင်သားကွာငါဘာမှနေလဲကွာရှင်မင်းကြီးဖေဟာရှင်မင်းကြီးဟာဗေဒီပညာကိုပရောဟိတ်ကြီးထမသိယူနေပါလျက်ဘာကြောင့်အမြင့်မှာထိုင်နေရတယ်လဲဖေဟာငါဘင်းကိုကွာဘရင်မှန်တော်များလဲကိုယ်စီယာကိုတော့မြင်သောနေရာနဲ့တောနေရာမထားသင့်ဘူးလားဖေဟာအေးဟုတ်ပြီသားပဲပရောဟိတ်ကြီးကလည်းဆရာတဆူဖြစ်ပါလေဘာကြောင့်အနိုင်ကထိုင်နေရတယ်လဲဖေဟာ ငါပရိုလိုက်စုံတယ်မင်းကြီးရဲ့ရိတ်ခါလာတာထောက်ပတ်မှုကိုခံနေရတယ်ရိတ်ခါလာတာရမှာငါထမင်းစားအောင်မင်းကြီးလုံးကလိုက်နေရတော့ကွာ အဲ့ဒါကမှားတာပါဗျာသူများလိုကိုလိုက်မှာပရောဟိတ်ကြီးသမင်းစားမှာမဟုတ်ပါဘူးလောကကြီးကအကျဉ်းကြီးပါဗျာပရောဟိတ်ကြီးရဲ့ပညာကိုလေးစားပြီးဆိုရင်အခြားနေရာတွေမှာသွားဟောလို့မရဘူးလားဗျာ ဟုတ်ပြီသားပဲမောင်မင်းငါဟာငါတမကုံငါမစောက်ထမင်းတစ်နက်ကိုသာထောက်ထားမယ်ပြုလုပ်တင်တော့ပြုလုပ်မိကြရတယ် အောင်မင်းကစင်စင်ငယ်နဲ့ပြေဆုံးပါဘယ်မျိုးလဲမယ်ရှင်းလက်လာတယ်လေကွကျွန်တော်မျိုးကမျိုးညက်နဲ့သူစင်ရတူဖြစ်ပါရဲ့ဗျာဆရာပရောဟိတ်ကြီးဒီတနေ့ကမျိုးညက်တော့လေနှလုံးရည်နဲ့ပြေဆုံးဘူးလားကွ မှန်လားပါဗျာဖုန်းတော်စီမင်းကြီးနဲ့ကျွန်တော်မျိုးကိုပဲအမားကိုပြီးအမှားကိုသိမြင်လာအောင်တတိပေးနိုင်တဲ့တဲ့ပြည့်ဤသူငယ်ဒီနှလုံးရည်နဲ့အမှန်ပဲပြည့်စုံသူဖြစ်ပါတယ်ဗျာ အေးဘောင်မင်းကိုငါကိုတော့လေးစားတော်မူတယ်။ဒါကြောင့်မို့ဘင်းညာလွှဲပေးတော်မူတော့လေဘောင်မင်းကမျိုးညံ့သူဖြစ်သောကြောင့်မသိလို့ဘူး။ဒါကြောင့်ငါကိုတော့မြက်ကစီးစိမ်တို့ကိုလွှဲပေးတော်မူတယ်။နေ့အခါမှာငါကိုတော့မြက်ကတိုင်းပြည်ကိုမင်းလို့အုပ်ချုပ်ပြီးညအခါမှာဘောင်မင်းကမင်းလို့ရငါကိုတော့မြက်ကစီးစိမ်ကိုခံစားစီဗျာ တင်းမြက်လာကြပါဗျာ ။ရှင်မမြက်ကြီးတက်တော်ရရရှိတော်မူပါလေဗျာ။ဆရာဘယ်တော့ကြီးအခုချိန်ကစပြီးတော့ဆရာကြီးအပေါ်မြင့်လွင်ထိုင်၍ကျွန်ုပ်ဒီအလေးလွင်ထိုင်တာဘေးလေးပညာကိုဆက်လက်သိကြပါစို့ မင်းကြီးဟာဒီချိန်ကစားပြီးတိုင်းသူပြည်သားအားလုံးနဲ့မူမတ်ပူပါအားလုံးကိုကိုချစ်ဝတ်ကိုကိုဆောင်ထိန်ကြဖို့အမိတ်ပြီးဆုံးမတော်မူတဲ့ခွင်ဒါနဲ့မင်းကြီးလည်းပဟိတ်ပုံနာကိုအမြင့်မှာလီလီစာသာထားပြီးမင်းကြီးကတော့အနှိမ့်ကနေပြည်ပညာကိုလိမ့်ချစွာတင်ယူတာပေါ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်မောင်ညီမလေးတို့တွေလည်းသာသမီဝတ်တပည့်ဝတ်တင်တဲ့အညီမိဘဆရာသမားတွေကိုလည်းဆက်ဆံပြောဆိုတဲ့အခါလိမ္မာရေးသေးကြရမယ်ပြီးတော့ကိုချစ်ဝတ်ကိုကိုစောက်ထိန်သိမ့်ခြင်းဟာလည်းမြတ်တော်မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာမှတ်ထားရမယ်ကွယ်ရှေးဘက်မှာတင်ဆက်မဲ့38ဖြာမင်္ဂလာပုံမြင်များတဲ့ကချိုးသားသောစကားနဲ့နားလိုက်မှဆိုတဲ့ပုံမြင်လေးကိုစောင့်မျှော်ချစ်ရှုအားပေးပါအောင်လို့ပြောကြရင်ဒီစီစဉ်လေးကိုညီကုန်းချုပ်လိုက်ပါရယ်ကွယ်အားလုံးရှင်လန်းချမ်းမြေ့ပါစေရှင်